လာပါကျမကိုနဲ့လည်းတွေ့တဲ့အချိန်တားနဲ့လည်းတွေ့တဲ့အချိန်မှာတခြင်းလေးတစ်ပုဒ်ဆိုပြချင်ပါတယ်အဲ့ဒီတခြင်းလေးကကျမရင်ထဲမှာအမြဲရှိတယ်ဘယ်မှာလဲဖြစ်ဖြစ်ကိုတိုင်းနေတော့ပဲဆူနိုင်ငံရထားမှာပဲဆူဒီတခြင်းကိုဆိုတိုင်းဆိုတိုင်းကျမအမြဲကြပါတယ်ဘာလို့လဲဆိုတော့ဒီတခြင်းကိုဆိုတိုင်းအမေကိုတတိယလို့ပါအခုလည်းအမေကိုတတိယနဲ့စစ်ပြီးပြင်းချနေပါတယ်ဒါကြောင့်မို့ဒီတခြင်းကိုဆိုရင်လည်းတားရဲလို့ဆိုပြီးတော့ကျမ request လုပ်ပြီးတော့ဆိုတာဖြစ်ပါတယ်အမေကိုမြင်ရတဲ့တခြင်းပါနားစိတ်ကြည့်ပါရှင်
ဒီချစ်တဲ့ကြပါခရော